ဒီတစ်ပတ် Saturday Sunday ပေါ့နော်ကျမမျိုးသားဘက်ကမိသားစုတွေနဲ့စုံတော့ဘာတွေစားဖြစ်လဲဆိုတာလေးကျမပြပေးမယ်နော်အပြင်မှာတော့မိုးဝါးလေးတွေကြာနေရပေါ့နော်မလေးရှားနဲ့စင်ကာပူအခေါ်ကတော့ပေါ့ပြားလို့ခေါ်ပါတယ်ပေါ့ပြားဆိုတာတော့ကော်ပြန်စိမ်းကိုပြောတာပါအခုစားတဲ့ပေါ့ပြားကလေဒီလိုမိသားစုစုံတဲ့အချိန်တငယ်ချင်းမိတ်ဆွေစုံတဲ့အချိန်မှာစားရတာပို့ပြီးရတာပို့ရှိတယ်ဘာလို့လဲဆိုတော့သူ့ရဲ့ပါဝင်ပစ္စည်းလေးတွေပေါ့နော်ကိုစားတင်တာလေးတွေလောက်ရတာကြတော့နည်းနည်းလက်ဝင်ပါတယ်ကျမကပကံများတွေကိုထည့်လိုက်တာတော့ဆန်နဲ့လှုပ်ထားတဲ့ပေါ့ပြားစကင်မှာပြီးရင်ဆက်လက်ရွက်ကလေးကိုထည့်ပြီးတဲ့အခါမှာပေါ့ပြားတွေကိုဒါထည့်စားတဲ့ special ကြာညို့ပါဒါလေးကတော့ကြက်သွန်ဖြူကိုညက်နေအောင်ကြိတ်ထားတာပါပြီးရင်ငြုပ်သီးအနီလေးကိုလည်းညက်နေအောင်ကြိတ်ထားတာကိုထည့်ပါမယ်အခုကျမထည့်နေတာကတော့စိမ့်စားဥကိုပဲပြားနဲ့ချက်ထားတာပါဒါလေးကတော့တခွားသီးလေးကိုချစ်ထားတာပါပဲပြပေါင်လည်းပါတယ်ဒါလေးကတော့ကျဲဥကိုကြော်ပြီးတော့ကက်ကြီးလေးနဲ့ညှက်ထားတာပါပြီးလို့ရှိရင်နန်းနန်းမင်းလေးကိုကျမထည့်ပါတယ်ထည့်ပြီးလို့ရှိရင်ကျမဒါလေးကိုအလေးကလေးလိမ့်လိုက်ပါတယ်မိမိဆိုင်နေတဲ့ရာအသီးနှံတွေလည်းထည့်စားလို့ရပါတယ်ကော်ပြင်းဟိုလေးကြော်တာတဲ့ကျမတော့လေအခုလိုမျိုးစိမ့်စားတာပိုကြိုက်တယ်ဘာလို့လဲဆိုတော့စီရီလည်းမပါဘူးကျမကြီးနဲ့လည်းညီတယ်ပို့ပြီးတော့စားတာအရသာပိုရှိပါတယ်ပါဝင်တဲ့မယ်ရီကများတဲ့ခါကျတော့လေမိသားစုစုံတဲ့အချိန်ဒီလိုမိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေနဲ့စုံတဲ့အချိန်မှာစားရတာလေပို့ပြီးတော့မိန်ပါတယ်ပို့ပြီးတော့လည်းအရသာရှိပါတယ်ဒါလေးကတော့အချိုပွဲလေးဖြစ်ပါတယ်ဂူလာမလကာလို့ခေါ်ပါတယ်မလေးရှားမှာတော့အခေါ်အားပေါ့နော်ထညက်ရီပေါ့ဒါလေးကအုံနုရီရဲ့တာကူရဲ့ကော်ပြန်စိမ်းလေးစားပြီးတဲ့ခါမှာဒါလေးကတော့အချိုပွဲတဲကြတာပါအချိုပွဲလေးစားရင်ကနေပြီးတော့ထမင်းစားခန်းလေးကနေအပြင်ကိုငေးလိုက်တဲ့အခါမှာတော့မိုးပွားလေးတွေကြာပြီးတော့လီနူအေးလေးတွေတိုက်နေစေပါအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ bye